ဒီမနေ့ကဒီစက်ကောင်စီတက်ကနေပြီးတော့မှဒီဒရုန်းနဲ့ဘုံကျဲတာကြောင့်ဒီသေဆုံးတော့တဲ့ဒီ pride လူတွေပေါ့လေအသက်14နှစ်ရဲ့ pride လူတွေထည့်အောင်လို့စာပနာကိုရောက်ချင်တာဖြစ်ပါတယ်သေဆုံးတော့တဲ့ pride လူတွေထည့်အောင်ခေါ်ကိုလက်ဟာဒီအသက်10နှစ်ကလေးကနေပြီးတော့မှဒီရခိုင်ပြည်တွင်းမှာဒီ pride လုပ်ငန်းတွေဒီလူမှုကွန်ရက်လုပ်ငန်းတွေကိုအဓိကလှုပ်ဆောင်နေတဲ့လူတွေလေးဖြစ်ပါတယ်ဆိုတော့သူဝါသနာကြီးတဲ့ဒီ pride အလုပ်ကိုလုပ်ရင်းနဲ့ပဲဖြစ်ပင်ပေးနဲ့သေဆုံးတော့ရတာလေးဖြစ်ပါတယ်ခင်ဗျအမိန်ပြန်တဲ့အဖဦးထေးမိအမိန်ဒေါ်လာစန်ထေရူဤသားလက်ထေအောင်ဟင်းခေါ်ကိုလက်ရှိဖူဆောင်ရခေါ်ဖော်ဒေးရှင်းယောအတောင်းဝန်နေဘက် PK 022အသားစေသုံးနိုင်သည်20ခါရခြိုင်လာပိုင်း2020တခုနိုင်ကစားလို့အတောင်းဝန်ဟာဘရီကေအတောင်းက PL လာတဲ့တာဝန်တီကိုအာကရုမက်တာရောဖဲ agreement တဲ့ပရာဟိတသမပီပီအမျိုးသားရေးစိတ်တဲ့အဘစ်တာဝန်ထက်ဆောက်ခါရတော့ဖူဆောင်ရခွန်အတောင်းကတန်ဖိုးထားဂုံယူပါလေအတောင်းဝန်ထေအောင်ဟိတ်ခေါ်ကိုလဲသည်အတောင်းလုပ်ငန်းစိတ်တစ်ခုဖိုက်တယ်အရိဘောလူနာကူညီကိစ္စရေးတာဝန်ထမ်းဆောင်နေစေ2025ခု၌အောက်တိုဘာလ20ခါရနေခါပါနနာရီလေးစင်ခန့်အချိန်မှာဖာဆိုင်ရန်သူဖာမပိုက်ခက်လိုက်တော့120ဘာမှလာနာကြီးအဆက်ထိမဲ့ပြီးကလူနာတင်ယူတွေနေရာတော့မှာပါအသာပိဆဲလိုက်ရပါတယ်အဆောင်ဝထေအောင်ဟိခေါ်ကိုလဲရှိအမျိုးသားရဲ့တော့ပိဆဲမှုတီကိုမိခဖူဆောင်ရခွန်ဖော်ဒေးရှင်းကရာဖက်ထဲမှာကပီထိုးလို့မဲတဲ့တော့ဂုံပူအပ်ပါတယ်အဆောင်ဝထေအောင်ဟိနဲ့အဆောင်ဝထေအောင်ဟိအနေနဲ့လာလိုရာကိုလာနိုင်ပြေဖိုက်တယ်အဆောင်ဝထေအောင်ဟိကောင်းရာသူကတိရောက်ပါစီအဆောင်ဝထေအောင်ဟိကောင်းရာသူကတိရောက်ပါစီသောဝထေအောင်ဟိကောင်းရာသူကတိရောက်ပါစီစေကျော်တဲ့အရွယ်လူငယ်တူဟာလူနာတူကိုမနိုင်မနှင်းထမ်းသေးနေတာတွေ့ရတာပါသူကတော့အသက်14နှစ်အရွယ်ထေအောင်ဟင်းဖြစ်ပါတယ်သူဟာအသက်10နှစ်အရွယ်ကလေးကရခိုင်ပြည်နယ်တွင်းမှာ pride အလုပ်တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်ကဒီအသက်10နှစ်အရွယ်ကလေးကဒီ pride လုပ်လာတာဖြစ်ပါတယ်ဘာဖြစ်လို့စိုက်ပါလာလဲဆိုတော့ကျွန်တော်အထက်ကဒီအကိုကြီးတွေအမကြီးတွေကဒီလိုလုပ်ငန်းစဉ်တွေကိုလုပ်ပြနေတာကြောက်ကျွန်တော်စိုက်ပါတော့ဖြစ်ပါတယ်ကျွန်တော်ကဖြူစင်ကိုဖောင်ဒေးရှင်းလူသားချင်းစာနာထောက်ထားရတဲ့ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာဝင်ပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်လုပ်ရတဲ့အလုပ်တွေကနေပြီးတော့ကျွန်တော်လူနာတေရုပ်ပို့ဆောင်တာနာရေးကူညီမှုတွေလုပ်ရတယ်အမြတ်ဒီကိုကျွန်တော်စားနေတဲ့ခါထောက်ပံ့မှုကျွန်တော်စီဗီးချောက်စကန်တွေအဲ့လိုလုပ်ပြပါတယ်ကျွန်တော်လုပ်တော့ဒီသွေးထက်နေတဲ့လူနာတွေကိုဆိုရင်သွေးထက်နေသွားအောင်ပြီးတော့လုပ်မလဲအဲ့လိုလုပ်ပေးတယ်ပြီးတော့ကျွန်တော်လူနာအတင်ပို့လုပ်တာတွေမှာကျွန်တော်ထမ်းပြီးတော့ရှားရတာရှိတယ်ဆိုရှာတွေဝင်တိုးပေးရတာရှိတယ်လူနာတွေကိုဝင်ထည့်ပေးရတာရှိပါတယ်သူဟာအခုလိုခက်ခဲဖြစ်နေတဲ့သူတွေကိုကူညီပေးနေရတာ pride အလုပ်တွေကိုလှုပ်ဆောင်နေရတာကြောင့်ပျော်ရွှင်နေမိတယ်လို့လည်းဆိုပါတယ်ကျွန်တော်ပြောပါရဒီလိုလှုပ်ဆောင်ချက်တွေပေးနေရတော့လေကျွန်တော်ဒီတခါတင်ကြရင်လူနာတွေအကူညီတောင်းရကိုတို့ဘက်ကမပေးနိုင်တဲ့ကြတွေရှိတယ်ပေါ့နော်အဲ့ဒီလိုခိုင်းတဲ့နေမှာဆိုဝမ်းနေမိတယ်မျိုးလေးရှိပါတယ်ကျွန်တော်ကိုတို့လှုပ်ဆောင်ပေးရတဲ့လူတွေကဒီပျော်ရွှင်သွားရပါတယ်ပေါ့နော်ဒီကျွန်တော်ကားဆိုရင်တော့လူနာတွေကျွန်တော်ဆုံးသွားတဲ့လူနာတွေလည်းပေါ့နော်လူများတွေမတင်တဲ့အလောက်တွေအဲ့လိုဟာတွေတင်ပြီးတော့သွားရတယ်မရှိတယ်ဒီရှင်မိသားစုတွေကပြောတယ်ပေါ့နော်နေတော့တွေရှိနေလို့တွေဖြစ်ရတယ်တစ်ဖက်မှာလည်းသူဟာဂီတကိုဝါသနာကြီးသူဖြစ်ပါတယ်ဒါကြောင့်ဂီတာတီးသင်တာကိုပိုင်သချင်းတွေရေးတာတွေလည်းရှိပါတယ်ဒါအပြင်ရခိုင်ကဒုက္ခသည်စခန်းတွေကိုရောက်တဲ့အခါမှာလဲဒုက္ခသည်တွေကိုခဏတာပျော်ရွှင်စေဖို့တည်ရှင်းတွေတီးဆိုဖျော်ပေးနေတာလည်းရှိပါတယ်
Lamangina Praila Shamalaka Tukawa Sadura Kisu Yega